ရန်ကုန်မြို့ကကျင်းမြောင်းတဲ့လမ်းကြားလေးတစ်ခုထဲမှာထွန်းထွန်းတို့သားအမိနေထိုင်ကြတယ်။ထွန်းထွန်းကအလို့မရှိပဲတငယ်ချင်းတွေနဲ့လေလွင့်နေလေသူ့အမေကတော့ဈေးထဲမှာဟင်းရွက်ရောင်းပြီးတားထစ်သူကိုကြွေးမွေးနေရရဲ့မှုဆိုးမာလေးပါ။အမေမှာအသက်ထက်တန်ဖိုးထားတဲ့အမွေရထားတဲ့ရွှေလက်ကောက်တကွင်းရှိတယ်။အဲ့ဒါလေးကသူတို့သားအမိအတွက်ဒုက္ခရောက်နေအားကိုဖို့နောက်ဆုံးလက်နက်ပေါ့ဒါပေမဲ့တရက်မှာတော့ထွန်းထွန်းတယောက်လောင်းကစားအကျွေးတွေတက်လာပြီးမျက်စိမိတ်အမားလို့ဖို့ဆုံးဖြတ်လိုက်ပါငါတို့တွေဟာကိုအချစ်ဆုံးလူကိုနာကျင်အောင်လုပ်မိမှာနောင်တဆိုတာကိုရှာတတ်ကြတယ်ထွန်းထွန်းကတော့အဲ့ဒီနေ့ကအမေဖြစ်သူဖျားရှိခိုးနေတော့အမေရဲ့တိတ်တာလေးကိုနှိုက်ခဲ့တယ်သူထိုးတာကရွှေလက်ကောက်တင်ဖုတ်ဘူးအမေရဲ့တက်လုံးစာယုံကြည်မှုနဲ့မျောလင့်ချက်ကိုပါခိုးယူသွားတာဘဝမှာအောင်မြင်ခြင်းရင်ပထမဆုံးလုပ်ရမှာကကိုတန်ဖိုးထားတဲ့သူကိုပြန်ပြီးတန်ဖိုးထားတဲ့ဖို့ပါပဲအင်္ဂါမိဘကိုငရဲတွင်းထဲသွင်းပို့ပြီးအပြင်မှာလူတော်တိုးဖို့ကြိုးစားနေတာဟာတကယ်တော့ပျက်စီးခြင်းရဲ့အစပဲဖြစ်ပါတယ်ထွန်းထွန်းတယောက်အဲ့ဒီလက်ကောက်ကိုယူပြီးဘာရီဆက်ဖြစ်မလဲထွန်းထွန်းဟာအမေလက်ကောက်ကိုအပေါင်ဆိုင်မှာအမြန်ဆုံးသွားပေါင်လိုက်တယ်ရလာရဲ့ပတ်စံတွေနဲ့သူ့ရဲ့လောင်းကစားအကျွေးတွေကိုဆက်လိုက်တာပေါ့ခဏတာတော့စိတ်ပေါက်ပါသွားတယ်လို့ခံစားရပြီးမြဲအိမ်ပြန်ရောက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုကဘာပြက်စေခဲ့ပါတယ်အမေဖြစ်သူဟာတိတ်တာပွေ့နေတာကိုမြင်ပြီးလူရက်ခံရတဲ့အထင်နဲ့တုံရင်ဖြစ်ကတတိလက်လဲကြနေခဲ့တယ်မင်းအကျွေးကြေသွားလို့ပျော်နေလားအဲ့ဒီပတ်စံလေးကမင်းအမိရဲ့သွေးနဲ့ချွေပြီးတော့မင်းအပေါ်ထားတဲ့အဆုံးမမေတ္တာတွေဆိုလားမေ့နေတာလားထွန်းထွန်းဟာလဲကျနေတဲ့အမေကိုကြည့်ပြီးပထမဆုံးအကြိမ်ပတ်စံထအမေကပိုးအရေးကြီးကြောင်းသိလိုက်ရတယ်ဒါပေမဲ့အချိန်ကနှောင်းသွားပြီလားလူတော်များများဟာလက်လွတ်လိုက်ရမှတန်ဖိုးကိုသိတတ်ကြတယ်ကိုယ့်ရဲ့မိုက်မဲမှုတစ်ခုကြောင့်ကိုအချစ်ဆုံးတို့ကိုဆုံးရှုံးရမယ့်အခြေအနေမျိုးဟာဘဝမှာအဆိုးဆုံးငရဲပါပဲအောင်မြင်ခြင်းတဲ့သူဟာအတ္တနောက်ကိုမလိုက်ပဲအမှန်တရားနဲ့တာဝန်ယူမှုကိုအရင်ပြင်ဆင်ရပါမယ်ကံကောင်းထောက်မှစွာနဲ့အမေတတိပြန်လည်လာခဲ့ပြီးမြဲအမေရဲ့မျက်လုံးတွေထဲမှာအရင်လိုတောက်ပတဲ့ယုံကြည်မှုတွေမရှိတော့ဘူးထွန်းထွန်းဟာအမှန်တိုင်းဝန်ခံဖို့ဆုံးဖြတ်လိုက်တယ်အမေခြေဘဝကိုဦးချပြီးထူးခဲ့တဲ့အကြောင်းတောင်းပန်တဲ့အခါအမေကဘာမှပြန်မပြောဘဲတားချစ်သူရဲ့ခေါင်းကိုပဲခက်ဖွက်ဖွာလေးပွက်ပေးနေခဲ့တယ်အဲ့ဒီအေးဆက်ဆက်အထီးတွေကထွန်းထွန်းရဲ့ရင်ဘတ်ကိုဓာတ်နဲ့မှုန်းတယ်လို့ခံစားလိုက်ရတယ်တခါလီကြတော့လေရိုက်နှက်ဆုံးမှထက်စိတ်နေတာကပိုးပြီးနာကျင်ရတယ်ထွန်းထွန်းဟာအဲ့ဒီနေ့ကစပြီးလူသစ်thứcဖို့ဆုံးဖြတ်ခဲ့တယ်သူအပြင်ထွက်ပြီးယာကြအလုတ်ကိုကြောကောက်အောင်လုပ်တော့တယ်ရီမန်းချက်ကတခုတည်းအမိရဲ့လက်ကောက်ကိုအပေါင်ဆိုင်ကနေပြန်ရွေးပေးနိုင်ဖို့ပေါ့ဘဝမှာလဲကြတာဟာအဖြစ်မဟုတ်ပြန်မထွက်တာကမှအဖြစ်ဆိုတာကိုတတိယပါကိုအမားကိုဝန်ခံရတဲ့တတ္တိနဲ့အဲ့ဒီအမားကိုပြုတင်ဖို့ကြိုးစားတဲ့လူရက်ဟာလူတယောက်ကိုတကယ့်လူဖြစ်စေတာပါအောင်မြင်စိတ်မွေးဖို့ပထမဆုံးခြေလှမ်းဟာကိုပြန်လဲတိဆောက်ခိုင်းကနေစပါတယ်တညက်တာလုံးနေဘူးမရှောင်မိုးရွာမရှောင်အလုတ်ချမ်းတွေလုပ်ပြီးဆုဆောင်းခဲ့တဲ့ပတ်စံလေးနဲ့ထွန်းတယောက်အပေါင်ဆိုင်ကိုပြေးသွားခဲ့သူရွေးလာတဲ့ရွှေလက်ကောက်လေးကိုအမေလက်ထဲပြန်ထည့်ပေးတဲ့အချိန်မှာနှစ်ယောက်စလုံးစကားမပြောနိုင်ပဲငိုနေကြခဲ့တယ်ဒါပေမဲ့ဒီတစ်ခါမျက်ရည်ကတော့နာကျင်ခြင်းမျက်ရည်မဟုတ်ပဲဂုံယူခြင်းမျက်ရည်တွေဖြစ်ပါတယ်အောင်မြင်စုဆိုတာတိုက်တာအင်ချီတွေအများကြီးပိုင်ဆိုင်တာကိုတင်မဆိုလိုဘူးကိုဖြည့်ဆည်းခဲ့တဲ့ယုံကြည်မှုတွေကိုကိုလက်ထဲနဲ့ကိုပြန်တီးဆောက်နိုင်တာဟာအကြီးဆုံးအောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်ထွန်းဟာလက်ကောက်ကိုပဲပြန်ရွေးခဲ့တာမဟုတ်ဘူးသူ့ရဲ့ပျောက်ဆုံးနေတဲ့လူပီတမှုကိုပါပြန်ရွေးနိုင်ခဲ့တာပါမိတ်ဆွေတင်မှာ
အမားတွေရှိခဲ့ဘူးလားအားမငယ်ပါနဲ့အမားကိုတိပင်ရင်အမှန်ပါဘဝမှာအရေးကြီးဆုံးလားကိုယုံကြည်တဲ့သူတွေကိုစိတ်မပြတ်စေဖို့ပါပဲအခုချိန်ကစပြီးအောင်စိတ်မွေးပါကြိုးစားပါတင့်ရဲ့ရွှေလက်ကောက်ကိုတင်ကိုယ်တိုင်ပြန်ရွေးယူလိုက်ပါ